ချိန်ဟာတိတ်ကိုကူသားလဲလွယ်လွယ်မေးလို့မရဘူးကွယ်ဒဏ်ရာတွေကလက်လက်ဆက်ဆက်မနေတော့ကတိုင်းပဲသူတို့တရားဟာနှုတ်ဆက်သွားတော့လေကိုလေးလွမ်းရင်နဲ့သာကြံရတဲ့ပြန်ဆုံးနိုင်မလားမျောလင်းချက်တွေမသေးကြတော့ဘူးကွယ်သူမသိနိုင်လေနေ